အားလုံးပဲမင်္ဂလာပါရှင် Tools Living Help Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆေးဘက်ဝင်တဲ့ခြံတွက်ရဲယူရက်ကလေးနဲ့ငါးဟင်းလေးကိုချက်ပြမှာဖြစ်ပါတယ်ထမင်းစားမိန်စီပြီးအာဟာရပြေဝတဲ့ဟင်းပွဲလေးတစ်ပွဲဖြစ်တာမို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်အရင်ဆုံးရဲယူရက်ကလေးကိုခြံထဲမှာတွားကူပါမယ်ဒီအပင်လေးကတော့ထူးဆိုင်တာမဟုတ်ဘဲနဲ့ထူးရဲ့တငယ်ချင်းစိုက်ထားတဲ့အပင်လေးပဲဖြစ်ပါတယ်အသီးတွေလည်းတီးပြီးတော့ဝေဝေဆာဆာရှိနေတဲ့အပင်လေးမှာထူးကဒီရဲယူရွက်ကလေးတွေကိုတွားခုမှာဖြစ်ပါတယ်ပိုးသက်ဆေးလေးဖြန့်မထားဘဲနဲ့ organic စစ်ဖြစ်တဲ့အပင်လေးပဲဖြစ်ပါတယ်ဒီတိုင်းရင်းဆေးပညာအရဆိုရင်ဒီရဲယူရွက်ကိုအယိုးအစစ်တွေနာကျင်တဲ့အခါမှာဖြစ်ဖြစ်ဒီအနာတွေရှိတဲ့အခါမှာပဲဖြစ်ဖြစ်ရဲယူရွက်ကိုအုံပေးတာတို့အသုံးပြုကြပါတယ်ဒီလေချောင်းရပြီးတော့ဒီဖျားနာတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီရဲယူရွက်ကိုဝါးစားတာတို့ဘာတို့ကိုပြုလုပ်လို့ရှိကြပါတယ်သူကဗိုက်တာမင်တွေအနေနဲ့ဆိုရင်တော့ဗိုက်တာမင် A ရဲ့ဗိုက်တာမင် C ကယ်လ်ဆီယမ်နဲ့ဒီတခြားသောကွန်ပေါင်းကျွဲဝါတာဖြစ်ပါတယ်ဒီရဲယူသီးဟာဆိုရင်လေတိုင်းရင်းဆေးနီးမှာဆိုရင်အရန်ကိုပဲအသုံးဝင်ပြီးတော့အကျိုးရှိတဲ့ဆေးဘက်ဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်သူ့ကိုလည်းကင်ဆာရောဂါကာကွယ်တဲ့အထိဆေးတွေထုတ်လုပ်ပြီးတော့ရောင်းချနေတာမျိုးကိုတွေ့ရပါတယ်သူကတော့ဟင်းတစ်ခါချက်စားအရွက်ကလေးတွေခူးပြီးပြီဖြစ်ပါတယ်အသီးလေးကတော့ဒီတိုင်းပဲထူဖူးလာတာဖြစ်ပါတယ်အရင်ဆုံးဒီအရွက်ကလေးတွေကိုရေနဲ့တန့်စင်အောင်ဆေးကြောလိုက်ပါမယ်တရွက်ချင်းစီကိုပဲဆေးကြောတန့်စင်လိုက်တာဖြစ်ပါတယ်ပြီးရင်တော့ရေစစ်ထားပါမယ်ဒီရဲယူရွက်ငါးဟင်းလေးချက်ဖို့အတွက်သူကတော့ဒီငချင်းလေးကိုပဲအသုံးပြုထားပါတယ်အများအားဖြင့်တော့ငခူတို့ငဖယ်တို့နဲ့ချက်ကြတာများပါတယ်ဒီဟာကတော့သူကဒီငချင်းကိုဒီတိုင်းကြီးမစားခြင်းလို့မို့လို့ဒီရဲယူရွက်ကလေးနဲ့စမ်းပြီးတော့ချက်စားတာဖြစ်ပါတယ်ဒီရဲယူရွက်မှာပါတဲ့ဒီအယိုးဘက်ကိုတော့သူကဒီမာနီမှာဆိုးတဲ့အတွက်ကြောင့်မို့လို့ညှက်ပြီးတော့ထုတ်ပလိုက်ပါတယ်ဒီအယိုးတွေအားလုံးထုတ်ပြီးသွားပြီဆိုရင်တော့ဒီအရွက်ကလေးကိုလိုချင်တဲ့ပုံစံအတိုင်းလှီးဖြတ်ပါမယ်ပြီးရင်တော့စက်သွန်နေစက်သွန်ဖြူတို့ကိုအခွန်ခွာပါမယ်ဒီနေရာမှာစက်သွန်နေဥကိုတော့3လုံးသုံးထားပါတယ်သူ့ကိုတော့အရင်ဆုံးပလီးပါမယ်ဒီစက်သွန်ဖြူကိုတော့အရွယ်တော့ဦးကြီးတစ်လုံးသုံးထားပြီးတော့သူ့ကိုတော့ငရုတ်စုံနဲ့မထောင်မဲနဲ့ဒီတစ်ခါမှာတော့ဒီကျိတ်ဆက်လေးအစင်သစ်ရှိတာမို့ကျိတ်ဆက်ကလေးနဲ့ပဲကျိတ်လိုက်ပါတယ်ဒီစက်သွန်ဖြူလေးကျိတ်ပြီးလို့အစင်သစ်ရပြီဆိုရင်ဒီငါးလေးတွေကိုကိုစားခြင်းတဲ့ပုံစံအတိုင်းတီးဖြတ်ပါမယ်သူကတော့ဒီတစ်ခါစားအရွယ်တော့အတုံးသေးသေးလေးတွေတုံလိုက်ပါတယ်ဒီနေရာမှာငါးကိုအယိုးမပါတဲ့အသားလွာလေးတွေသုံးတာဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ဒီငချင်းကတော့အယိုးနည်းနည်းပါပါတယ်ပါဝင်ပစ္စည်းအလုံးအစင်သစ်ဖြစ်ပြီဆိုရင်ငါးစင်ကိုလေးစားပြီးချက်ပါတော့မယ်သူကတော့ငါးက15ချက်သားလောက်ရှိတာမို့စီကိုဟင်းခတ်စွန်းနဲ့2စွန်းသုံးထားပါတယ်စီပူလာပြီဆိုရင်ခုနပလီးထားတဲ့စက်သွန်လေးတွေထည့်ပါမယ်အယောင်လေးလှဖို့အတွက်စနုံးမုံလေးလက်ဖက်စားစွန်းတစ်ဝက်လောက်ထည့်ပါတယ်ဒီစက်သွန်နီလေးနွမ်းပြီးတော့ရွှေဝါရောင်တန်းလာပြီဆိုရင်ခုနကျိတ်ထားတဲ့စက်သွန်ဖြူလေးတွေထည့်ပါမယ်ဒီစက်သွန်အဖြူအနီးစီတက်တာလေးမွေးပြီးတော့ကျက်လာပြီဆိုရင်ငရုတ်သီးအယောင်တင်မှုတ်ကိုလက်ဖက်စားစွန်းတစွန်းမောက်လောက်သုံးပါတယ်ဒီငရုတ်သီးအယောင်တင်မုံလေးလည်းကျက်ပြီးတော့စီကျန်းနံလေးမွေးလာပြီဆိုရင်ခုနတုံးထားတဲ့ငါးလေးတွေထည့်ပါမယ်သူတစ်ခုပြောဖို့မိသွားတာကဒီငါးလေးကသူကစားနဲ့အသားမုံနဲ့နေပြီးတော့ရေခဲတကြားထဲမှာထည့်ထားတဲ့ဟာလေးပဲဖြစ်ပါတယ်
တကယ်လို့ငါကချက်ချင်းဝယ်လာပြီးတော့ချက်တာမျိုးဆိုရင်တော့မချက်ခင်တဲ့ကစားလေးရဲ့အသားမုံလေးရဲ့နေပြီးတော့ခဏလောက်နှက်ထားပြီးမှစီတက်ပါရှင်ဒီနေရာမှာငါးညီနံလေးပြောက်အောင်မီအေးနဲ့ဒီစိတ်ရှိလက်ရှိလေးစီတက်ပေးပါရှင်အရသာအတွက်ဒီငှက်ပြားရည်လေးတစ်စုံလေးထူထည့်လိုက်ပါတယ်ဒီငါးလေးတွေလုံးသားကြပြီးတော့မှုေးပြီးချက်လာတဲ့အထီးတည်ပြီးတဲ့အချိန်မှာတော့ရဲယူရွက်ကလေးတွေထည့်လိုက်ပါမယ်ဒီရဲယူရွက်ကလေးတွေကိုလည်းငါးလေးတွေနဲ့လုံးသားကြသွားအောင်လို့ခဏလောက်လုံးလိုက်ပါမယ်ရဲယူရက်ကလေးတွေနွမ်းပြီးတော့လုံးသားကြပြီးတဲ့အခါမှာတော့ဒီငါးနဲ့ရဲယူရွက်ကလေးနူးသွားအောင်ရေလေးအဖက်မြုပ်ကလေးတရေလောက်ထည့်လိုက်ပါတယ်ဒီတခြားသောငါးအမျိုးအစားတွေငခူတို့ငထန်တို့လိုငါးအမျိုးအစားတွေကိုသုံးမယ်ဆိုရင်တော့ရေကို2ခါလောက်ထည့်ပေးပါသူကတော့ဒီငချင်းကတော့နူးလွယ်ကြက်လွယ်တာမို့ဒီလိုမျိုးရေလေးတရေလောက်ထည့်လိုက်ပြီးဆိုရင်ကိုပဲနူးသွားပါပြီဒီရေလေးခန်းသွားတဲ့အထိအဖုံးအုပ်ပြီးခဏလောက်တည်ပါမယ်ဒီငါးပတ်လေးတွေကြေမသွားအောင်လို့ခပ်ဖွားဖွားပဲမှွေပေးပါရှင်ဒီရေလေးတွေခန်းပြီးတော့စီလဲရေလဲအနေထားလေးရောက်ပြီဆိုရင်အပေါ့ငံအရသာညီးပါမယ်သူ့ရဲ့ဟင်းလေးကနည်းနည်းပေါ်နေတာမို့စားအနှဲငယ်နဲ့အသားမုံလေးစက်သားမုံလေးအနှဲငယ်ထည့်ထည့်လိုက်ပါတယ်ဒီအရာသာလေးနှံသွားအောင်လို့မှွေပြီးတဲ့အခါမှာဒီစီပြန်နဲ့ကိုလိုချင်တဲ့စီပြန်အနေထားလေးရပြီဆိုရင်ချလို့ရပါပြီဒီရဲယူရွက်နဲ့ငါးစင်းကောချက်ကလေးဟာဆိုရင်ကျမကြီးနဲ့ညီတဲ့ဟင်းမွေးတစ်ပွဲဖြစ်ပါတယ်ဒီငါးကိုစားသုံးခြင်းဖြင့်ဒီငါးမှာပါတဲ့ဒီ omega 3 တွေဒီ protein ဓာတ်တွေကဒီခန္ဓာကိုယ်အတွက်နှလုံးကျန်းမာရေးအုံနောက်ကျန်းမာရေးဒီမျက်လုံးနဲ့ဒီကြွက်သားတွေတိစောက်တဲ့နေရာမှာအရန်ကိုပဲအကျိုးပြုပါတယ်ဒီရဲယူရက်မှာပါတဲ့ဗိုက်တာမင်တွေကတော့ဒီခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုတိုးတက်စေပါတယ်။ဒါပေမဲ့လို့ဒီရဲယူရက်ကိုအများကြီးစားမယ်ဆိုရင်တော့ဒီအသေးကျန်းမာရေးနဲ့ကြောက်ကက်သိပ်မကောင်းတဲ့သူတွေကတော့အများကြီးမစားသုံးသင့်ပါဘူးရှင်။အခုဆိုရင်တော့အာဟာရဓာတ်တွေအများကြီးပါတဲ့ဒီငါးနဲ့ရဲယူရက်စင်ငေါချက်ကလေးကိုရပြီးဖြစ်ပါတယ်။ဒီအရာသာလေးရှိပြီးတော့ဒီထမင်းစားလို့ဝင်စီတဲ့ဟင်းကောင်းတစ်ခွက်ဖြစ်တာမို့သူနဲ့အတူလိုက်ချက်စားကြည့်ကြပါအောင်ရှင်သူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်တွေလည်းတင်ပေးအောင်ပါမို့သူရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးကြပါအောင်ရှင်